တွေကိုတနာတယ်လည်းပြောတယ်လူတွေကိုငဲ့ညာတယ်လည်းပြောတယ်အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့အလူခံနေတာလဲသိကောင်းတဲ့မေးခွန်းနော်လူတွေဒုက္ခရောက်နေတယ်ငက်ပြက်နေတယ်ဆင်းရဲနေတယ်မြတ်စွာဘုရားကတပည့်တွေခြံရံပြီးတော့အလူခံနေတယ်ဒါမြတ်စွာဘုရားကလူတွေကိုနှိပ်စက်နေတာပဲမြတ်စွာဘုရားကပြောတယ်တခါကြီးတဲ့ငါတပိညိတဉာဏ်နဲ့ငါကြည့်တယ်ဟောဒီကဘာကနေနောက်လာမဲ့60ကဘာအထိလှူလို့မွဲသွားတယ်ဆိုတာငါတယောက်မှမတွေ့ဘူးတဲ့ဘုရားပြောတာနော်ဥပဇင်းပြောနေတာမဟုတ်ဘူးနော်ဘုရားပြောနေတာလှူလို့မွဲသွားတဲ့လူလှူလို့ဆင်းရဲသွားတဲ့လူငါတယောက်မှမတွေ့ဘူးတဲ့လှူလို့ချမ်းသာသွားတဲ့သူတွေပဲငါတွေ့တယ်တဲ့မှတ်ထားတဲ့လူတွေဆင်းရဲတယ်ဆိုတာလှူလို့မဟုတ်ဘူးတဲ့အကြောင်း၈ခုရှိတယ်လူတွေဆင်းရဲတယ်ဆိုတာအကြောင်း၈ခုရှိတယ်လှူလို့ဆင်းရဲတာမဟုတ်ဘူးနံပါတ်1ရာဇတော်ဘယင်ကြောင့်ဆင်းရဲတာအလုံးပြောနံပါတ်1ဘာကြောင့်ဆင်းရဲတာလဲနံပါတ်2စောတာတော့တခိုးဓမြတွေကြောင့်ဆင်းရဲတာနံပါတ်3အကိမီးကြောင့်ဆင်းရဲတာနံပါတ်3ဘာလဲမီးဘေးအန္တရာယ်တွေလေကိုချာပွင့်စုဆောင်ထားတဲ့ဥစ္စာတွေတည်တည်ချာမထိမ့်သိမ့်မှုဆိုရင်မီးလောင်ထဲမှာပါသွားမှာပဲလေမီးလောင်သွားရင်အကုန်လုံးကုန်ပဲဘာမှမကြက်နံပါတ်4ကရေကြောင်းတဲ့ရေဘေးအန္တရာယ်တွေဆူနာမီလိုရေဘေးတွေတက်လာတဲ့အခါမှာအကုန်ပါအိမ်တွေလက်ဝဲလက်စားတွေရွှေငွေတွေလူတွေရဲ့အသက်တွေအကုန်ပါအဲကြောင့်ရေကြောင်းနဲ့လူတွေဆင်းရဲဒုက္ခရောက်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရားကနော်ဒုပ္ပယုတ်တာလို့ခေါ်တယ်စီးပွားရေးမလုတ်တက်လို့ဆင်းရဲတာတချို့စီးပွားရေးလုတ်တယ်နားမလဲဘူးနော်နားမလဲဘူးလုတ်တော့လုတ်တယ်လေကိုလုတ်တဲ့လုပ်ငန်းကိုမကျွမ်းကျင်ဘူးအရင်းလေးတွေအကုန်ပြုတ်အမျက်မပြောနဲ့အရင်းတော်ပြုတ်ကုန်တာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘုရားကြောင့်မဟုတ်ဘူးကိုစီးပွားရေးမလုတ်တက်လို့အဲ့စီးပွားရေးတစ်ခုလုတ်တော့မယ်ဆိုရင်တိတိကျကျလေ့လာရတယ်အလိမ်မခံရအောင်တချို့အလိမ်ခံရတယ်တချို့အလိမ်ခံရတယ်နော်ဟောဒီတချို့ဆိုရင်လည်းနိုင်ငံခြားမှာလှုပ်သွားလုံးမယ်အလိမ်ခံရတယ်အများကြီးပဲဘုရားနဲ့ဘာမှမဆိုင်ဘူးဒါနနဲ့ဘာမှမဆိုင်ဘူးမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တော့အလိမ်ခံရတယ်မြေတွေဝဲတယ်သူများလိမ်ရောင်းသွားတဲ့မြေတွေကိုရွှေတွေဝဲတယ်ရွှေအတုတွေလိမ်ရောင်းခံရတယ်ကိုမကျွမ်းကျင်တာနော်အဲ့တော့ကိုမကျွမ်းကျင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့ရှုံးတယ်အဲ့ကြောင့်ဆင်းရဲတယ်ဆိုတာအဲ့ဒါ